internet ပေါ်မှာနာမည်ကြီးခဲ့တဲ့ဒီတောရင်စောက်တဲ့ဗီဒီယိုရဲ့နောက်ကွယ်ကအမှန်တရားပရိသတ်ကြီးအခုမြင်တွေ့နေရတဲ့ဗီဒီယိုတွေကတော့မကြသေးခင်နေ့များတွင် internet ပေါ်မှာတော်လေးရေပန်းစားခဲ့တာကိုမမိကြမယ်ထင်ပါတယ်ဒီလိုမျိုးဗီဒီယိုတစ်ပုတ်ချင်းစီမှာရှိတဲ့သူတို့ရဲ့ view တွေအခုလိုပဲအံ့ဩဖွယ်ကောင်းလာကိုများပြခဲ့ပါတယ်ဒါတော့မှဗီဒီယို3ခုပဲရှိပါသေးတယ်နောက်ပိုင်းမှာတော့ဒီလိုမျိုးဗီဒီယိုတွေကအတူတွေဖြစ်ပြီးတော့သူတို့ဒီစောက်နေတဲ့ပန်းပင်စိန်တွေရေကူးကန်တွေကလည်းဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းသူတို့ကိုယ်တိုင်လက်ကြီးတက်တက်စောက်ခဲ့ကြတာမဟုတ်ဘူးဆိုပြီးတက်တေထောက်ထားတဲ့တကွာရှင်းပြလာခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီဗီဒီယိုထဲကညံကြီးရှင်တွေကအဆောင်အတူတွေကိုဘယ်လိုမျိုးတိစောက်ပြီးတော့ပရိသတ်တွေကိုလက်စားသွားမလဲတစ်ဆက်ပေးသွားပါမယ်မြင်တွေ့နေရတဲ့အတိုင်းလူနှစ်ယောက်ကပန်းပြေရေကူးကန်တကန်ကိုခင်မီနီးပညာဘာတစ်ခုမှမပါပဲဒီဆောင်နေကြတာပါသူတို့တွေကလက်ပလာကြီးတက်တက်ကြီးကိုမှအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အိမ်တွေရေကူးကန်တွေကိုအများကြီးလူတို့ရောက်ပေါက်နေတဲ့တောနယ်ကြီးတွေမှာတိစောက်ပြတဲ့ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာမှာတင်ခဲ့ပါတယ်ဒီလိုမျိုးဗီဒီယိုကိုရိုက်ကူးတဲ့အခါမှာပါဝင်ခဲ့တဲ့ကင်မရာမန်တွေကတယောက်ကတော့သူတို့တွေကကြည့်ရှုသူတွေအာရုံစိုက်မှုကိုရရှိစေချင်တာကြောင့်အခုလိုမျိုးလိမ့်လည်ရိုက်ကူးခဲ့ကြောင်းဝန်ခံထားရရှိပါတယ်သူတို့တင်ခဲ့တဲ့ဗီဒီယိုတွေကိုအသေးစိတ်ပြန်ကြည့်မယ်ဆိုရင်လူနှစ်ယောက်ကဖက်နဲ့အင်ကြီးစတော်တွေမပါဘဲနဲ့ဘောင်းမီတို့ကိုသာဝစ်ဆင်ပြီးမြေကြီးတွေကိုအားပါးရတူးဆွာနေတာတွေ့ရမှာပါနောက်ပြီးတော့သူတို့ဒီဆောင်မဲ့အကျယ်ဝန်းရဆိုရင်တူးဆွာရမယ့်အချိန်ကရဲနဲ့ချီချမြင်နိုင်ပေမဲ့ဗီဒီယိုထဲမှာတော့မင်းနဲ့ပိုင်းတွေ့မှာပဲပြီးစီးသွားတာတွေ့ရမှာပါဒီဗီဒီယိုထဲမှာဆိုရင်တော့သူတို့တွေကထုတ်ဒါမှမဟုတ်တန်ချူကိုသာသုံးပြီးတော့တူးထားကြပေမဲ့တွင်းရံတဲ့ရံတွေကတော့ချုံးမနေတာတွေ့ကြရမှာပါဘေးနားပေါင်ဝင်းကျင်မှာဆိုရင်လည်းတေပေါင်းများစွာပေါက်ရောက်နေပေမဲ့သူတို့တွေကတူးနေတော့မှပဲဘာတစ်ပင်ရဲ့မြေကိုမှတူးမိခဲ့ဟန်မရှိပါဘူးနောက်ထပ်ထူးခြားတဲ့ချက်ကတော့ရေဦးကမှာပါတဲ့ရေတွေရဲ့အယောင်ကအပြာရောင်ဖြစ်နေတာပါဒီရေတွေကိုကန်ထဲကတည်ယူဖို့အတွက်ဆိုလဲရေပိုးနဲ့ခက်ယူတာတွေဝက်လုံးတွေကိုတွဲတန်းပြီးတော့ရေဆုပ်ယူတာတွေကိုဗီဒီယိုထဲမှာပြထားပြီးမဲ့လေတကယ်လက်တွေမှာရေတွေကိုကွန်တိန်နာနဲ့တည်ယူကြတာပါတချို့နေရာတွေမှာဆိုလဲနီးစက်ရရေကန်တွေစီကနေပိုက်တွေနဲ့တွဲတန်းထားတာကိုလည်းအခုမြင်တွေ့နေရပါတယ်ဒါတော့မှတခြားရေးကြီးတဲ့အကြောင်းအရာတွေကိုပြောဖို့ကြံနေပါသေးတယ်သူတို့ဒီဆောက်ထားတဲ့အဆောက်အအုံတွေကိုဆေးရောင်စုံချဲထားဖို့အတွက်ဆိုရင်လေဒေါ်တွေကရလာတဲ့သဘာဝအရွက်တွေကိုပဲတုံးထားကြောင်းပြသထားပါတယ်ဒါအပြင်ရေကန်ရဲ့အောက်ခြေမှာရေမစိမ့်ထွက်စေဖို့အတွက်ပြီးလက်မြေစားကန်တွေကရတဲ့ရွှေတွေကိုခြောက်ခံပြီးတော့တုံးထားကြောင်းပြထားပါတယ်ရုံးကနေရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုထဲမှာဆိုရင်သူတို့တိစောက်ပြခဲ့တဲ့နေရာတစ်ခုလုံးဟာတောကြီးမြမဲတဲ့ကဘယ်သူမှမတုံးတော့ဘဲနဲ့စွန့်ပစ်ထားတဲ့အဆောင်ဖြစ်နေပါတယ်။ဒီဆောင်တွေအားလုံးကိုဆိုရင်တော့တောတစ်ခုလုံးမှာအများပြားတိစောက်ထားပြီးတော့ဒါတွေကိုကြည့်ချင်းအပြင်ဒီຢာတွေအားလုံးကတည်တွင်ဆက်သက်မှုကိုပြသထားတယ်ဆိုတာထက်လူများစုကိုဆွဲဆောင်ပြီးတော့ကျိုးမြတ်ကိုသာတိကထားပြီးလှုပ်ဆောင်ခဲ့တာပါ။လူများစုကတော့အခုလိုမျိုး primitive flow ခေါ်တဲ့ YouTube channel တွေရဲ့ပိုင်ရှင်ကတယောက်တည်းပဲဖြစ်ရမယ်လို့ထင်ကြေးပေးခဲ့ပါတယ်။အခုလိုမျိုးဘီလီယံချီတဲ့ view တွေကနေတစင်အကျိုးမြတ်အများများရရှိခဲ့ပေမဲ့ပိုင်ရှင်တွေကဒီဗီဒီယိုထဲမှာတွေ့နေရတဲ့လူသမားတွေကိုတော့မျှဝေပေးခဲ့ဖို့မရပါဘူး။ဒါကြောင့်မဲဒီဗီဒီယိုကိုကြည့်ပြီးတော့ကိုမျက်စိရှိမှတွေ့နေရတဲ့ဘယ်အရာကမှအရင်ကြီးမယုံကြည်သင့်ဘူးဆိုတော့ Brighter ကြီးလေးဒီတော့လောက်ပြီးထင်ပါတယ်။တစ်ဆက်ပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မိပါသလဲဆွေးနွေးပေးခဲ့ကြပါဦး။